မင်းရဲ့ခရီးက Wisconsin ပြည်နယ်က Wilton Lake Manitou အိုင်ကြီးစီကိုရောက်လာပြန်ပြီဒီတစ်ခါတော့ရန်သူကတောထဲမှာမဟုတ်ဘူးရေအောက်ထဲမှာဒီရေအိုင်ကြီးထဲမှာလူတွေတယောက်ပြီးတယောက်အစအနမရှိပျောက်ဆုံးနေတာဟာတာမန်ရေနေတာမျိုးမဟုတ်မှန်းမင်းရဲ့မုတ်ဆိုးအာယုံကသိနေတယ်မင်းနဲ့ဆန်ဟာဒေတာကန်ရဲအရာရှိရဲ့သမီးအန်ဒရီယာနဲ့သူမရဲ့သားလေးလူကတ်တို့နဲ့ဆုံခဲ့တယ်လူကတ်လေးကသူ့အဖေရေထဲမှာပျောက်ဆုံးသွားတာကိုမျက်မြင်တွေ့ခဲ့ရပြီးနောက်ပိုင်းစကားမပြောတော့ဘူးအဲ့ဒီကလေးရဲ့မျက်လုံးတွေထဲမှာမင်းငငယ်တုန်းကမြင်ခဲ့ရတဲ့ကြောက်ရွံ့မှုတွေကိုပြန်မြင်နေရတယ်လို့ပဲမင်းကလေးကိုချော့မော်ပြီးပုံဆွဲခိုင်းရင်းကနေတဲလုံစာတစ်ခုရလာတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီရေအိုင်ထဲမှာဖြစ်ခဲ့တဲ့မတရားမှုတစ်ခုပဲမင်းစုံစမ်းကြည့်တော့မှသိလိုက်ရတာကလွန်ခဲ့တဲ့နှစ်30ကျော်ကကောင်လေးတယောက်ဟာအခုရဲရရှိနဲ့သူ့တငယ်ချင်းတို့ရဲ့လက်ချက်နဲ့ရေနစ်သိဆုံးခဲ့ရတာအခုတော့အဲ့ဒီကောင်လေးရဲ့ဝိညာဉ်ဟာလက်စားကြည့်ဖို့ပြန်လာပြီသူကသူ့ကိုတတ်ခဲ့တဲ့သူတွေရဲ့မိသားစုဝင်တွေကိုတယောက်ပြီးတယောက်ရေထဲဆွဲချနေတာမင်းရေထဲမှာတခုခုတော့မှားနေပြီလို့ခံစားလိုက်ရတဲ့အချိန်မှာနောက်ကျသွားပြီလူကတ်လီကိုအဲ့ဒီဝိညာဉ်ကရေထဲဆွဲချသွားခဲ့ပြီမင်းတုံးဆိုင်မနေပဲရေထဲကိုခုန်ချလိုက်တယ်အမောင်တို့ဖုံးနေတဲ့ရေအောက်ထဲမှာမင်းရှာနေတာကကလေးတယောက်ထဲမဟုတ်ဘူးမင်းကိုယ်တိုင်ငငယ်ကမကဲတင်နိုင်ခဲ့တဲ့အပြစ်မဲ့မှုတွေကိုပါပြန်ရှာနေတယ်လို့ပဲမင်းရဲ့အသက်ရှူသံတွေပြတ်တောင်းလာပေမဲ့လက်မလျှော့ဘူးနောက်ဆုံးတော့လူကတ်ကိုမင်းဆွဲတင်နိုင်ခဲ့တယ်ဝိညာဉ်ကလည်းသူ့ကိုတတ်ခဲ့တဲ့သူကအမှန်တရားကိုဝန်ခံပြီးသူ့ကိုယ်သူအနစ်နာခံလိုက်တဲ့အခါမှာတော့ငြိမ်သက်သွားခဲ့တယ်အန်ဒရီယာကမင်းကိုကျေးဇူးတင်တဲ့အနေနဲ့နှုတ်ဆက်တဲ့အခါမင်းရဲ့မျက်နှာပေါ်မှာအပြုံးတစ်ခုရှိနေပေမဲ့ရင်ထဲမှာတော့လေးလံနေတော့မယ်ဘာလို့လဲဆိုတော့မင်းတို့ကူညီနိုင်တဲ့မိသားစုတွေရှိသလိုမင်းတို့ကိုယ်တိုင်ရဲ့မိသားစုကတော့ကွဲအံ့နေတော့မလို့ပဲအဖေကဘာမှလဲသူဘာလို့မင်းတို့ကိုရှောင်နေတာလဲဆမ်ကကားပေါ်မှာစောင့်နေလေမင်းအင်ပါလာကားတစ်ခါကိုဖွင့်ပြီးဝင်ထိုင်လိုက်တယ်နောက်တစ်မှတ်တိုင်သွားရအောင်လို့မင်းပြောလိုက်တယ်ကားလမ်းမကြီးကရှေ့မှာစောင့်ကြိုနေတယ်မင်းတို့ညီကိုနှစ်ယောက်ရဲ့ကံကြမ္မာကဒီရေအိုင်ထက်ပိုပြီးနှက်ဆိုင်တဲ့အမှောင်တို့တွေကိုဦးတည်နေမှန်းမင်းသိနေတယ်